ခင်ဖုံးသက်ဝေနင်းလွမ်းစရာရှိလို့ကျွန်တော်မအားသေးချောင်းပြောမိလိုက်ပါတယ်ခင်ဖုံးသက်ဝေမင်းနဲ့အောက်ကုန်းမှာအရင်လေးတွေတိုက်ရင်အရင်ပန်းတွေပဲပွင့်ကြအောင်မှာပါလိုအပ်လာရင်ပန်းအသစ်တွေလဲပေးဖို့ဘယ်ပင်ဝမှကျွန်တော်မတောင်းဆိုချင်ပါဘူးအပြေအဝလွမ်းခွင့်ရတာကလည်းလူဖြစ်ရရိုးနှက်မှုအခက်ခဲတစ်ခုပါကွယ်ခင်ဖုံးသက်ဝေကြားလိုက်လားတော့မသိဘူးတချို့ဆိုတိုးရှူပေါက်ကြီးကိုပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းဘေးကအချိုရည်ဘူးကွန်လေးကိုပိတ်ကန်ပစ်လိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်ပုတ်တွေဖတ်မယ်တတိရှိခြင်းအောင်ဆောင်ပြီးစပရာကိုပူကြည့်ကြည့်မယ်အားလုံးလွယ်လွယ်လေးပါဖတ်ရဲပြည်တော်စုကြီးတိဆောက်တာအစားရှမ်းကိုမိဝမ်းရကျင့်ဝတ်ဆိုင်ရာပြဿနာတွေအထိလွယ်တတ်ပါတယ်ဒေါရရောအတ္တရောကြီးတဲ့အကောင်တွေမျိုးသုံးသွားဖို့အရေးအထိလွယ်ကောင်းလွယ်နေနိုင်ပါတယ်စိုးရိမ်ထိတ်လန့်နေတဲ့အစွမ်းအစမျိုးမျိုးကိုပိုင်ဆိုင်မှုလွယ်ပါလိမ့်မယ်စင်ကျင်တုံတရားကိုခြာရည်ဖို့ပို့စကတ်လေးတစ်ခုရှာရတာလွယ်ပါလိမ့်မယ်အိုးအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်စပယ်ဖြူတုံးကမှခင်ဖုံးသက်ဝေရဲ့ဘယ်စိတ်လဲလို့ပေါ်လာပြန်တယ်ခက်တယ်ခင်ဖုံးသက်ဝေရဲ့သိခက်တယ်နေထွက်ဆမှာတွန်နေတဲ့ငှက်နှုတ်သီးလေးရဲ့အရေးလေးနေ့လည်ခင်းတူတူဝင်သွားသလိုပါပဲဗုဒ္ဓဦးညဆိုအိမ်မက်တွေမကောင်းဘူးသိခက်တယ်လမ်းကြုံရင်ကိုတဘောနဲ့ကိုအရှုံးပေးလိုက်ချင်တယ်တောင်ကုန်းလေးတောင်မှညက်တွေစိမ်းမှုဆောင်းရသေးတာပဲလေရေကန်မှာရေမရှိတော့တဲ့ဆုံးရှုံးမှုဆိုတာမျိုးอ่ะရောကျွန်တော်ထိုက်ထိုက်တန်တန်နားလဲပါတယ်ခင်ဖုံးသက်ဝေရင်ကဆင်းသက်လာတဲ့နေမင်းရောင်ကြီးစီတရွေ့ရွေ့ကြောက်တုံးနေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ရှေ့တိုးလာခဲ့ရပါတယ်မိုးမရွာတဲ့ဝါဆိုဘလို့မြည်မျိုးပြောင်းလဲမဲ့ခေါ်ခြင်းပါတလေခင်ဖုံးသက်ဝေဆန္ဒရှိတဲ့အတိုင်းတခြားသူတွေပါခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်အစီအစဉ်တကြားမရှိတဲ့ရေမျောအိမ်လေးတွေတိပတ်တောင်နရံနန်းတော်ဟောင်းတွေစသဖြင့်ကျုံးတွေဥယျာဉ်မြေနုကျွန်းနဲ့ကန်ဒီကန်ဝေးတနေ့တကြီးမှလေပြေလေညင်းတွေဂုံတီရှိအလံကင်တက်ဦးနဲ့တီးမုတ်ချီတက်လာတဲ့သူတွေအားလုံးကိုမျှဝေလိုက်ပါမယ်ဖြည့်စရာရှိတာကခင်ဖုံးသက်ဝေဖြည့်ပါပုံမြင်မစားခင်ပုံမြင်လေးထဲမှာကောင်းကင်ဘာရောင်လေးဆိုတာမှတ်မိနေသေးရင်ကျွန်တော်မမေ့သေးဘူးဆိုတာကိုဘာသာယုံကြည်လိုက်ပါမယ်ဒီနေရာဆွန်စားခန်းတွေအဆုံးတက်ရမယ့်နေရာမဟုတ်ပါဘူးဆိုကောင်းယုံတချင်းတပုတ်ရဲ့ချိုးပိုက်နေရကိုကက်ကက်လာနေုံမျှပါပဲစွန်နီနီလေးတက်သွားတဲ့နောက်ကျိုးဖြူဖြူလေးထက်ချက်မခွာချီလျက်နောင်လျက်ပါသွားတာပါပဲတန်ရောစင်ရဲ့တိကျလက္ခဏာရဲ့တစ်ခုပါခင်ဖုံးသက်ဝေရေခွင်းလွန်နိုင်ကြည်အေးစေခြင်းနဲ့ပညာရှိတွေရဲ့နိုင်ငံတော်ဦးအတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုးဖို့ပြုနေရတဲ့သူစင်ရဲတွေရဲ့တက်ခွင်းခင်းညံ့300ဒီကျွန်တော်အလုပ်စင်းမှာတော့နှုတ်မရပဲမရအစားထိုးမရခင်ဖုံးသက်ဝေစိတ်တစားတစ်ချိုသီးလေးလိုပန်းချိုဝင်လေးလိုအလိုမကြတာတော့ပြန်မပြေရဘူးကဲကြည်စံတန်တင်